Hello everyone, welcome back to my channel. ဒီနေ့လေးကတော့ a day in my life video လေးဖြစ်ပါတယ်ရှင်။နောက်ဆုံးမှာ mystery box တွေလည်းရှိသေးတာမျိုးဘာဖြစ်မလဲကြည့်ကြည့်လိုက်ရအောင်။ဆိုတော့ morning မှာမနေ့ဆိုတော့အိပ်ရသိနေပါတော့ပုံမှန်တော့သိနေမယ်ဒီနေ့တော့သိနေပေါ့။ကဲပြီးတော့သွားတိုက်တယ်ညနာတက်တယ်ပုံမှန်လုပ်နေကြအလုပ်ကိုလုပ်ပါတယ်ရှင်။ပြီးတော့အားလုံးပဲသိကြတဲ့အတိုင်းမျက်နှာကိုတုပ်တယ်ပေါ့နော်ပြီးတော့ moisture လေးနဲ့ skin care လုပ်ပါရှင်ပြီးရတယ်မနက်စာစားဖို့လုပ်တယ်ပေါ့နော် coffee ဒီနေ့က coffee နဲ့မဟုတ်စားဖို့လုပ်ထားပါရှင် coffee ကတော့ကိုဖြောကိုတောက်ပေါ့နော်အိမ်မှာအမေလည်းမရှိတော့ကိုပဲဖြောပြီးကိုပဲတောက်ပြီးကိုပဲကုန်လုပ်ရပါရှင်ဆိုတော့ breakfast စားလိုက်ပါမယ်ခါSo breakfast မစားခင်အမှကြောင်းသွားအမှန်တတိယပြီးတော့စောက်တအေးထည့်ပါတယ်ရှင်။စောက်ထည့်ပြီးရတာစားပါတယ်တိုင်းမဲ့ဟုတ်ကဲ့။ပြီးတော့စားရင်းနဲ့ပေါ့နော်ဒီနေ့လုပ်စရာရှိရတယ် to-do list ထဲမှာခြာရေးတယ်။ပြီးတော့ဘာလုပ်စရာရှိလဲပေါ့နော်အောက်လုပ်ထဲကစာပို့ထားရေးကြည့်ရဲ။အဲ့မှာကြည့်နေတဲ့ surprise တစ်ခုဖြစ်တယ်ပေါ့နော်။အဲ့ဒါကတော့တော့ကျမကိုငင်းခဲ့တဲ့ interview ကနေပြီးတော့အခုသူတို့စီမှာ position တစ်ခုထည့်ရပါတယ်ဆိုပြီးပြန်လာခေါ်ရပေါ့နော်။သူ့လိုပဲမကောင်းပါဘူးအဲ့မှာလူကဘာလို့မှမသိရောဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာကိုကဆမ်းမကြောက်လို့ရှိလို့ရှင် tendency ကိုသွားဖို့လုပ်ထားရပေါ့နော်ဆိုတော့အဲ့မှာနှစ်ခုကလာတိုက်နေတော့အခုပြန်လာခေါ်တဲ့ job ကလည်း major နဲ့ဆိုင်တဲ့ job ဖြစ်တယ်ပြီးတော့အဆင်ပြေပေါ့နော်ဆိုတော့အဲ့မှာဘာလို့မှမသိရောပဲလူကပူထူပြီးတော့ဝမ်းသာလားဝမ်းနေလားမသိရောတဲ့အချိန်ရောက်သွားခဲ့ပါတယ်ရှင်ဒါပေမဲ့ကိုတော့ဆုံးဖြတ်ပြီးပါပြီ intention ပဲလုပ်မှာပါခင်ဗျာတနင်္ဂနွေနေ့ကြောက်လို့ရှင်ကွာ2 နာရီကနေ4နာရီဟိုခါတော့ international work ကိုပြောမှာလားအဲ့ဒါမီတင်ကကွာ2 နာရီကနေ4နာရီ city campus မှာရှိရကွာဘေးနားရဲ့အလုပ်က4နာရီကနေပြီးတော့ည7နာရီကွာ east campus မှာဆိုတော့တနင်္ဂနွေနေ့မှာလုံးဝ bus ကားမရှိဘူးအဲ့တော့ငါထားပါတော့ဟို city campus ကိုသွားမယ်ဆိုလို့ရှိရင်ငါကဟိုစီသွားမှာဟုတ်ဇွန်တော့ဟိုကတော့အဲ့သွားနေပြီးတော့တနင်္လာနေ့မနေ့ကျမှဒီဘက်ကိုပြန်လာမှာကွာအဲ့တော့ငါအလုပ်ကိုစနေနေ့ဒါမှမဟုတ်လို့ရှိရင်အခုစပိန်ကားလို့ရတယ်စပိန်ကကျတော့$25လောက်ကွာဒီလားဒီကအဲ့ကြောင့်သူကတနေ့ပတ်လုံး$25ဆိုပဲငါတနေ့ပတ်လုံးစပိန်စီးပြီးမဖြစ်ကြတယ်အခုကဆမ်းမကြိုင်အဲ့တော့အဆောင်တိစားလေးလောင်းမယ်ပြီးရင်စောကြလေအေးနေမှာကွာဒီလားဆိုတော့စပိန်ကဒီခေါက်ပဲစီးချင်မယ်ထင်တာပဲအဲ့တော့$25ပေးပေါ်တော့လည်းနည်းပြီးဥပမာငါ့ကတော့စီးရကြီးတယ်ဟိုအနည်းဆုံးက$12လောက်ပေးရမှာဆိုအဲ့ဒါတော့ကျွန်မကစီနေပြီးတော့ပေါ့နော် international vacation meeting တနင်္ဂနွေနေ့မှာရှိတော့အိမ်မှာ bus မရှိတော့ပေါ့နော်အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းလဲဆိုတဲ့ဟာကို decision making တစ်ခုချမှာတော်တော်ကြီးစဉ်းစားလိုက်ရတဲ့ဟာကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့အဲ့လိုမျိုးအလုပ်တွေပါတွေကကိုက academic advisor တို့ပါတော့စကားသေးချာပြောထားရဆိုလို့ရှိရင်အလုပ်ရဖို့အများတယ်ပေါ့နော်ဆိုတော့ခုပုံမှာပဲမူတည်ပေါ့နော်ကိုက opportunity ရှာတန့်ရှာသလောက်အများကြီးရှိပါတယ်လို့ကျောင်းသွားဖို့စဉ်းစားဖြစ်နေပါခါအလုပ်ကိုရင်သွားမှာဖြစ်ပါတယ်ဆိုတော့ကျောင်းမှာတော့ကိုကနည်းနည်းနွေရာသီရောက်တော့မယ်ဆိုတော့ပန်းတွေကပွင့်ပြီးအရောက်မှာပဲလှပနေတဲ့ချိန်လေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ very nice အခုတော့အလုပ်ကိုအရင်သွားပါဘောနော်အလုပ်သွားပြီးမှကျောင်းသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်မအလုပ်3ခုလုပ်တယ်ပေါ့နော်အခုဒီလုပ်ကတော့ laboratory မှာလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့က lab မှာလုပ်တဲ့ပြီးသွားပြီဆိုတော့ statistics class သွားမှာပေါ့နော်ဒါပေမဲ့ဒီနေ့က online ဆိုတော့အိမ်ကိုပဲပြန်သွားရပါတယ်ရှင်ဆို
ဆိုတော့ပြန်လာမှာတော့ dandelions ပန်းလေးအများကြီးပဲပွင့်နေရတွေ့ခဲ့ပေါ့နော်အရင်မှာပဲ campus ကအခုချိန်မှာနွေ့နွေ့လေးနဲ့နေလို့အရင်ကောင်းနေပါပြီအိမ်ပြန်ရောက်ပါပြီရှင်အရောက်ပြီဆိုတော့နိုင်ဝက်ပဲလို့ရတယ်မဲ့သမင်းကိုပေါ့နော်မိုက်ခရိုသမင်းစားလာခောက်ဆွဲစားတဲ့နဲ့သမင်းခဏနှွေပြီးတော့စားဖို့လုပ်ပါတယ်ရှင်စားသိန်းနဲ့ခုဆောင်လို့ပါတယ်ကဲပါမှာ Zoom meeting join ပါတယ်ပေါ့နော် So we're going to do that. I haven't had the chance to look at your exam papers yet. I have to confirm if you can see on my screen. X R 2 plus or minus the multiplier 6. Then finally we want to write the conclusion for the test using the standardized statistic. အဲ့လိုနဲ့အတန်းပြီးတော့အင်္ဂလိပ်စာအစီဆက်ရေးပါတယ်။ဟုတ်မှဖြစ်ပါတယ်ရှင်။ I was waiting for my package to pick up but they said I have to wait for till this evening. There is no point of that. That's why I'm just doing research for my assignment due tonight. And after this, I will just go to the class. Maybe I can get the package after I came back from the class. Which is totally bad. This is the third article that I have to read for the essay. Which is not good. Next, I'm going to the English class. Wow, so beautiful sky and me. I'm not beautiful, but beautiful sky and me. ဆိုတော့စောင့်နေခဲ့တဲ့ package ကနေ့လေရောက်မယ်ဟာရောက်မလာခဲ့ဘူးပေါ့နော်ဆိုတော့ညနေဒီဆောင်မှာဖြစ်တယ်ဆိုတော့ခုတော့ English class သွားလိုက်ပါဦးမယ်ဆိုတော့ဒါကတော့ bus stop လေးပါပေါ့နော်အရင်ကမှလှပ်ပါတဲ့ bus stop လေးဖြစ်ပါတယ်ဆိုတော့ bus ကကြတော့ Union Students Day အတွက်ဆိုလို့ရှိရင် free ပေါ့နော် all free စီလို့ရပါတယ်ခုတော့ bus ဝေးလိုက်ပါမယ်ရှင်ဆိုတော့အတန်းက9နာရီဆိုပြီးပေါ့နော်9နာရီပြီးတော့ငယ်ချင်းနဲ့ bubble tea သွားတောက်ကြမယ်ဆိုလို့လိုက်သွားပါတယ်အဲ့ဒါသွားတောက်ကြမှာဖြစ်ပါတယ်ရှင်ရောက်ပါရဲ့好，盖没有烟也不高。ရအခုသုံးကဟာပဲသာပါဘယ်လိုရိုက်ချင်တာလဲ哪里有盖没有？哎，那个也不会高。需要吗？需要呀。好的。Yay! We got a bubble. 然后搞点点。ဆိုတော့အားလုံးပြီးပြီဆိုတော့အိမ်ပြန်တော့မှာဖြစ်ပါတယ် Thank you. You too.
sunset အဲ့ဒီလိုနဲ့နောက်ဆုံးတော့မျော်နေတဲ့ package လေးဟာဖြစ်ရောက်ရှိလာခဲ့ပါပြီရှင်ဒါပေမဲ့မဖတ်သေးပါဘူးဘာစာလို့အရင်ဆုံးမုံစားလိုက်ပါအောင်မครับ Okay this is the box do you think it's heavy okay so we will use the scissors here to open the box there's nothing Bye. So it's my new iPad Air 13 inches. Bye. Actually, I didn't expect this to be that big, but it's like really giant, really enormous one. Finally, this is the color. It's a blue A. It's too big, bitch. Okay, I'm opening the look like This is my iPad.ဆိုတော့ပေါ့နော်ဒီဟာကျတော့ pencil ရော iPad မှာပါ engraving ထည့်ရတဲ့ဟာလေးပါကိုကြိုက်ရကို customize လုပ်ပြီးထည့်လို့ရတယ်ပေါ့နော်ဒီမှာကတော့နာမည်နဲ့ sticker လေးထည့်ထားပါတယ် so cute This is my iPad I got this so thank you guys thank you for watching the vlog see you in next vlog bye bye